မီလေးတစ်ပါးဟာလူပြည်ကိုနက်မျက်စီနဲ့ကြည့်မိတယ်အဲ့ဒီလိုကြည့်မိတဲ့အခါလူပြည်မှာဝါတင်းကာလဖြစ်တာမို့လူတွေအများကြီးဥပုသ်ဆောင်ကြတာကိုတွေ့ရတာပေါ့အဲ့ဒီအခါလက်သမီးလေးကတရားမင်းကြီးကိုရှောက်ပါတယ်ဒီတရားမင်းလူပြည်မှာလူတွေတလောက်ဥပုသ်ဆောင်ကြရင်သူတို့ကွယ်လွန်တဲ့အခါနတ်ပြည်ရောက်ကြမှာမို့နတ်ပြည်မှာနေစရာရှိပါဦးမလားလို့ရှောက်ထားလိုက်ပါတယ်အမင်းကတရားတော်နဲ့အညီဥပုသ်ဆောင်တတ်မှကုသိုလ်ရတာကုသိုလ်ရမှနတ်ပြည်ရောက်နိုင်တာဥပုသ်ဆောင်တိုင်းနတ်ပြည်ရောက်နိုင်တာမဟုတ်ဘူးသင်မယုံကြည်ရင်လူတွေဥပုသ်ဆောင်တတ်မဆောင်တတ်နဲ့ဥပုသ်ဆောင်တဲ့သူတွေတဲကနတ်ပြည်ရောက်နိုင်တဲ့သူပါမပါကိုငါလက်တွေပြမယ်လို့လက်သမီးလေးကိုပြောလိုက်ပါတယ်အဲ့ဒီနောက်တရားမင်းဟာမိမိကိုအသက်60ကျော်အဖိုးကြီးအသွင်ဖန်ဆင်းလိုက်ပြီးလက်သမီးလေးကိုတော့16နှစ်အရွယ်အပြိုမလေးလိုဖန်ဆင်းကလူပြည်ကိုဆင်းသက်လိုက်တယ်လူပြည်ရောက်တဲ့အခါဥပုသ်တွေစူးဝေးနေတဲ့ဘုန်းတော်ကြီးเจ้าတွေနဲ့ဇရက်တွေဘက်ကိုစုံတွဲခုတ်ခဲ့သွားလာလဲဘက်ကြတဲ့အဲ့ဒီအခါဇရက်တဆောင်ပေါ်မှာအမျိုးသမီးတစ်စုဟာဥပုသ်ဆောင်နေဆိုပြီးစူဝေးဝိုင်းဖွဲ့ကသူများအတွင်းကြီးပြောနေကြပါတယ်အဲ့ဒီနာကိုလူရောင်ဖန်ဆင်းထားတဲ့တရားမင်းတို့စုံတွဲကြောက်သွားတဲ့အခါဇရက်ပေါ်ကအမျိုးသမီးတစ်စုက16နှစ်ရွယ်သမီးပြိုလေးကိုဟဲ့တငယ်မညီးနဲ့ဖိုးကြီးဘာတော့တလဲညီးဖေလာရုပ်ကြလားလို့ဆက်ဆက်ဆူဆူမေးကြတဲ့အိမ်မပြိုရောင်ဆောင်ထားတဲ့နတ်သမီးကအဖိုးကြီးကကျမရဲ့ခင်မွန်းပါရှင်လို့ဖြေတဲ့အခါဥပုသ်ဆောင်တဲ့အမျိုးသမီးတွေကမင်းငော့ပြီးကြီးစမ်းပါအောင်တော့ကျုပ်ကြီးကလေးကအနာကမပြိုပြိုရွယ်ရွယ်ကလေးနဲ့ဒီဒေကာနီအဖိုးကြီးကိုပဲယူရသလားတကယ်ဆိုရင်ရွယ်တူတန်းတို့ယူရောပါအေးဟိုအဖိုးကြီးကလည်းဒေကာနီမှရိတ်ခါယူရတယ်လို့နှအိုမျက်နှာကြိုက်ဆိုတာဒါမျိုးပေါ့လို့တယောက်တစ်ပေါက်အတင်းပြောကြတယ်အဲ့ဒီကနေနောက်တဲ့နေရာကိုရောက်သွားတဲ့အခါအမျိုးသားတွေစုပြီးနေတဲ့ကျောင်းဆောင်တစ်ခုအနာကိုရောက်သွားတယ်ဒီအနာကိုသူတို့စုံတွေရောက်သွားတယ်ဆိုရင်ပဲယောက်ျားတွေကကြီးစမ်းဟေးမလိုက်တဲ့ဇုံတွေကွာအဖိုးကြီးကလည်းမခေဘူးနော်ကောင်မလေးကိုမုံပေးပြီးကြိုက်တာနေမှာကောင်မလေးကတော့ကန်ဆိုးတာပဲမကြခင်မှာမုံဆိုးမှဖြစ်တော့မယ်ဟဲ့ကောင်တွေကောင်မလေးမုံဆိုးမှဖြစ်သွားရင်တို့သွားပြီးတန်းစီကြရင်မကောင်းဘူးလားလို့မကြားတကြားတယော်ကြတယ်အဲ့ဒီကျောင်းဆောင်ဘက်ကထွက်ပြီးနောက်ရေဦးစင်တစ်ခုနာကိုရောက်သွားတယ်အဲ့ဒီရေဦးစင်နာမှာအဖွားဦးတူဟာဘသူနဲ့မှစကားမပြောပဲမျက်စိမိတ်ပြီးပတိကိုပဲအသာစိတ်နေတယ်မိမပြူအောင်ဆောင်ထားတဲ့နတ်သမီးလေးကအဖွားဦးနာသွားပြီးအဖွားဒီရေဦးစင်မှာရေရှိသလားကျမခင်မရေစာနေလို့ပါရှင်လို့ခွင့်တောင်းတဲ့အခါအဖွားဦးကချိပါတယ်တငယ်မရဲ့သဘောရှိတော့ပါကုသိုလ်လိုချင်လို့အဖွားကိုယ်တိုင်ခတ်ထားတာပါလို့ပြောပါတယ်ပြီးတော့မှအဖိုးကြီးအောင်ဆောင်ထားတဲ့တရားမင်းကိုတစ်ချက်လောက်ကြီးလိုက်ပြီးဩမောင်ကြီးကတငယ်မရဲ့ခင်မို့တဲ့ကိုဒီလိုပဲပေါ့ရှေ့ကရည်သက်ဆိုတာအမျိုးမျိုးစုံစည်းရတာပဲစိတ်ကောင်းကောင်းထားပြီးဖခင်နဲ့တူတော့ခင်မိုးရဲ့လို့သဘောထားရမှာပဲလူလူတူတူပြုစုဖို့ကွယ်လို့သုံးမစကားပြောပါတယ်အဲ့ဒီနောက်တော့တရားမင်းနဲ့လက်သမီးလေးတို့ဟာလက်ပြည်ကိုပြန်သွားတဲ့လက်ပြည်ရောက်တဲ့အခါတရားမင်းကကိုင်းဘယ်နဲ့ရှိစားလူပြည်မှာဥပုသ်ဆောင်တဲ့သူတွေကတော့များပါရဲ့အများ